လူတိုင်းမသိသေးတဲ့မြို့ဝက်ချက်တစ်ခုအဲ့ဒါပါလဲဆိုတော့အရင်တော့ကဆိုလို့ရှိရင်တော်တော်ထင်ကြီးခဲ့တယ်ပေါ့နော်ကြက်ထပူရီဘက်မှာဆိုလို့ရှိရင်အသီးတွေတော်တော်ကြီးလှတယ်ဒီထိုင်းကတနင်္ဂနွေလုံးမှာဆိုလို့ရှိရင်ကြက်ထပူရီဒွင်းသီးကိုပေါ့နော်ဘယ်သူမှလည်းရှင်လို့မရဘူးအရန်လှတယ်သူတို့ဘယ်လိုလဲတုံးပြူးကြလဲဆိုပြီးတော့လိုက်ပြီးတော့လေးလာတယ်ဒါပေမဲ့သူတို့ကမြို့ဝက်ချက်မပြောပြဘူးအဲ့တော့ကျွန်တော်တို့လည်းရင်တော့ကမသိခဲ့ဘူးဒါပေမဲ့အခုကတော့ကိုယ်တိုင်နီးစနစ်ကြတုံးပြူးစမ်းသပ်ကြည့်တော့သိသွားပြီအဲ့ဒါဘာလဲဆိုတော့ဒီမှာဒီသီးဆိုလို့ရှိရင်ရင်တော့ကဆိုလို့ရှိရင်တီးရရှည်ရှည်နဲ့နေတာပေါ့နော်အမြောင်းမထွက်ဘူးအဲ့တော့သူ့ကိုကျွန်တော်ကမြောင်းလေးပြီးလာကိုဘယ်လိုလေးလုပ်လဲဆိုတော့ဒီကောင်ဆိုလို့ရှိရင်ဘယ်နှမြောင်းရှိလဲဆိုတော့၅မြောင်းအပြည့်ရှိတယ်ပေါ့နော်ပြီးတော့ရှိသေးတယ်ပြမယ်ကျွန်တော်ရင်တော့ကကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုဖိုင်တော့ရှိသေးတာပေါ့နော်ကျွန်တော်မှာဓာတ်ပုံလေးလည်းရှိသေးတယ်အဲ့ဒီသီးကျွန်တော်နောက်ထပ်ကြီးအောင်မလားဆိုတော့မကြီးတော့ဘူးတော်နဲ့တင်းနေမှာမကြီးတော့ဘူးနော်သူကရက်ဘယ်နဲ့ရက်ဘယ်လောက်ရှိလဲဆိုတော့ရက်60တဲ့ဝင်နေပြီနောက်ထပ်လည်းမကြီးတော့ဘူးနော်ဒီမှာလည်းရှိသေးတယ်ဒီမှာဒီကောင်ဆိုလို့ရှိရင်ကျွန်တော်ရင်ရိုက်ထားတာရှိတယ်တော်တော်ရုပ်ဆိုးတယ်အမြောင်းမရှိဘူးဒီမှာသူ့ရဲ့မြောင်းကြည့်ဟိုမှာကြည့်ဒီပင်ကတည်းတော်တော်ရုပ်ဆိုးရရင်တော့အခုကဘာမှပြောစရာမလိုဘာမှလည်းပြောစရာမလိုကြီးအောင်မလားဆက်ပြီးကြီးအောင်မလားဆိုတော့မကြီးတော့ဘူးဘလို့မှလည်းမကြီးတော့ဘူးရက်60ပြည့်နေပြီပေါ့နော်ဒီပင်ငယ်မှာတလို့အဲ့လိုပဲကြည့်အောင်လှတော်တော်ကိုလှတာပေါ့နော်အဲ့ဒါနေစနစ်ရှိတာပေါ့နော်တုပ်ပြူခဲ့တဲ့နေစနစ်ရက်60ပြည့်နေပြီနောက်ထပ်မကြီးတော့ပါဘူးကျော်4 kg ဒီကောင်ဆိုရင်3 kg ကျော်4 kg ဒါဆိုလို့ရှိရင်3 kg ကျော်အဲ့လိုပဲရှိမယ်ဒီကောင်ဆိုလို့ရှိရင်4 kg ကျော်5 kg ပြည့်တပြည့်အဲ့လိုပဲရှိမယ်လူတိုင်းမသိသေးတဲ့မျိုးဝက်ချက်ဒါကအသီးဘယ်ရွယ်မှာဘယ်လိုလဲလောက်ပေးရတာလဲတအားကြီးကျွန်တော်ပင်မှာပေါ့နော်နည်းနည်းတီးရဘယ်နဲ့တိတ်မများဘူးတီးရတအားကြီးွားမှရုပ်လို့ဆိုပြီးတော့လှုပ်လို့ရတယ်ပြီးတော့မြောင်းမထွက်တဲ့အသီးကိုကြတော့မြောင်းထွက်အောင်လဲလှုပ်လို့ရတာပေါ့နော်ဒါကြက်ထပူလီဘက်ကပညာရှင်တွေမြှို့ဝှက်ထားတယ်မြှို့ဝှက်ချက်အဲ့ဒီမြှို့ဝှက်ချက်တစ်ခုတော့ဒီနေ့ဒီချိန်မှာတော့ကျွန်တော်သိလိုက်ရတဲ့အတွက်တော်တော်ဝမ်းသာတယ်ကိုလည်းဂုဏ်ယူတယ်ဒီလိုပညာမျိုးကကြတော့ပတ်စံနဲ့ပေးပြီးတော့ဝယ်လို့မရဘူးပေါ့နော်